လွန်ခဲ့သောနှစ်ပေါင်း200ကရှေးလူကြီးများတီထွင်ခဲ့တဲ့ပါနတ်တဲ့နီလန်းတွေဟာဒီနေ့ခေတ်အထိခေတ်မကုန်ပဲရှိနေသေးပါတရှိခေတ်နာရီတာကတော့ရှေးလူကြီးတွေတီထွင်ခဲ့တဲ့နာရီပါညံကောင်းတဲ့သူတယောက်ကကနန်းတကနေ10နှစ်အထိကိုပကံပြဝိုင်းပုံမှာရေးပြီးအလယ်မှာတစ်သားချောင်းဝိုင်းလေးကိုစိုက်လိုက်တဲ့အခါဒါဟာအစောဆုံးရှေးကြဆုံးနာရီဖြစ်လာခဲ့ပါတယ်နှစ်ရှေးခေတ်ငါးများချိန်ရှေးတုန်းကငါးများချိန်မရှိသေးတဲ့အတွက်လူတွေဟာဆူရှိတဲ့ຫນွယ်တွေကိုဖျက်ပြီးကျိုးတစ်ချောင်းနဲ့ချီနှောင်းကငါးဖမ်းဖို့အတွက်အသုံးပြုခဲ့ကြပါတယ်။သုံးရှိခေတ်ဂျပန်နေတာကတော့ရှေးခေတ်ကဂျပန်နဲ့နီလန်းဖြစ်ပါတယ်။ရွက်ကိုကားတော့ပုံစံခောက်ပြီးအလဲမှာပြောင်းဖူးစီနည်းနည်းထက်အဲ့ဒီရွက်ကိုမြေပြင်ပေါ်ပစ်ချလိုက်မယ်ဆိုရင်လောဘကြီးတဲ့ကျမတွေကိုဖမ်းမိနိုင်ပါတယ်။လေးရှေးခေတ်နိုးဆက်နာရီတာကတော့ရှေးခေတ်နိုးဆက်နာရီပါဖျောင်းတိုင်ဟာသတ်မှတ်ထားတဲ့အနေအထားအထိလောင်ကျွမ်းသွားတဲ့အခါအကျွေးစစ်ပြုတ်ကြတဲ့အတန်ကအိပ်ပျော်နေတဲ့သူကိုနှိုးနိုင်ပါတယ်။ငါရှေးခေတ်ကြောက်တုံးထောင်ချောက်တာကတော့ရှေးလူကြီးများတီထွင်ခဲ့တဲ့ကြောက်တုံးကြီးထောင်ချောက်ဖြစ်ပါတယ်တစ်သားချောင်း3ချောင်းကိုတစ်ချောင်းပြီးတစ်ချောင်းချိတ်ဆက်ပြီးကြောက်တုံးတစ်လုံးနဲ့ဖိထားပါတယ်တားကောင်ဟာအစားအစာကိုယူဖို့ထောင်ချောက်ကိုနှိုးလိုက်တာနဲ့ကြောက်တုံးနဲ့အဖိခံရပါလိမ့်မယ်6တရားဆောင်ပြီးတစ်သားချောင်း4ချောင်းကိုတစ်ချောင်းပြီးတစ်ချောင်းကလန့်ဖြတ်ဆက်သွယ်လိုက်ခြင်းဖြင့်ခိုင်ခန့်တဲ့တရားတစ်စင်းကိုဖြစ်ပေါ်စေနိုင်ပါတယ်ခုနှစ်အုံမြင့်တဲ့ယူနေရှိခေတ်အလုပ်သမားတွေဟာမျိုးရိုးတွေစောက်လုပ်တဲ့အခါကျိုးစုံကိုတစ်သားချောင်းနဲ့ချီပြီးကျိုးကွင်းတွေကနေတွေ့ယူပါတယ်ဒါကမြေပြင်ကနေကြောက်တုံးတွေကိုမြင့်တဲ့နေရာတွေထိတည်ယူနိုင်ဖို့အထောက်အကူဖြစ်စေပါတယ်ရှစ်မီးခွက်ရှိလူကြီးတွေမှာရက်စစ်မီးမရှိတဲ့အတွက်စံစေးရည်တတုံးနဲ့စီကိုအိုးထဲထည့်ပြီးလျှော်ကျိုးကုန်ရဘော်ကျိုးကိုအိုးထဲထည့်ထားလိုက်ပါတယ်မီးညှိလိုက်တဲ့အခါရက်ပေါင်း9ရက်ဆက်တိုက်မီးမငိမ့်ပဲလောင်ကျွမ်းနိုင်ပါတယ်မိတ်ဆွေအတွက်ဘ ഹു တုတရရှိတယ်ဆိုရင် OK ရေးခဲ့ပါ